လူတိုင်းဟာမိမိတို့ရရှိလာတဲ့ဘဝတစ်ခုကောင်းအောင်မပြင်ဘူးဆိုလို့ရှိရင်ဘဝတွေဟာနှိမ့်ကြပြီးတော့မလတ်မပအခြေအနေမျိုးတွေရောက်သွားနိုင်တယ်လောကမှာအခုလိုပြုပြင်ပြီးတော့ကိုယ်ဘဝကိုပြုပြင်ပြီးတတိတံပစဉ္ညာတရားရှေ့ထားပွားများအထောက်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့သွားကြဘုရားအလောင်းတော်တွေဆိုတာကိုယ်ဘဝကိုပြင်ပြီးတော့ထူးခြားအောင်မြင်မှုရပြီးတော့ဘဝမှာထက်တန်းကြတယ်နောက်ဆုံးမှာဘဝဒုက္ခတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်ကြတယ်ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ကိုယ်ဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုယ်ဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမှန်တမ်းထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ဘောရမဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်မိခဲ့ထိုကျင်မိခဲ့တဲ့ဘဝတွေထဲမှာကိုယ်ထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဘုရားဖြစ်သူရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သာလည်းထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနင်စေပိယံစဉ္ညာရခေယနံသူရခိတံတိဏံမညတရံယာမံပฏิစ္ဆေကေယပန္တိတောလောကလူတွေဟာလူတိုင်းကိုယ်ချစ်ခင်ကြတယ်ကိုယ်တန်ဖိုးထားကြတယ်ကိုယ်လေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုယ့်ကိုယ်ဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ္တန်တွေရှိတယ်ဒါလူတဘာဝကိုဟောတာကိုယ်လည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောက်မြ